ဒီပကြီးကားလေးကဂျပန်မှာနေတဲ့ညီမလေးတယောက်အပ်ထားတာပါပကြီးကားရတဲ့ညီမလေးကဒီပကြီးကားကိုလူကြုံနဲ့တဲမှာမို့လို့တဲ့ပကြီးကားကိုပေါင်းထည့်ပြီးတော့မပိုးဘဲနဲ့ပကြီးကားကိုလိပ်ပြီးတော့ပဲပိုးပေးပါဆိုပြီးတော့တောင်းဆိုလာတဲ့ပေါ့နော်အဲ့တော့ဒီပကြီးကားကိုလိပ်ပြီးထည့်ဖို့အတွက်ဒီပိုင်လုံးလေးကိုသုံးပါမယ်ပြီးရင်နောက်ထပ်ဒီကတ်ထူပြားဝိုင်းလေးတွေကိုလည်းသုံးမယ်ပေါ့နော်ဒီကတ်ထူပြားဝိုင်းလေးကိုတစ်ခုတည်းပိုင်လုံးရဲ့ထိပ်မှာပိတ်ပေးလိုက်မှဆိုရင်ဒီနည်းနည်းလေးပါတော့ပေါက်ထာတွေပြဲတာတွေဖြစ်မှာဆိုလို့နှစ်ခုထပ်ပြီးတော့ပိုင်လုံးရဲ့ထိပ်မှာပိတ်ပေးလိုက်မှာပေါ့နော်ပိုင်လုံးရဲ့ထိပ်ကိုလည်းကောကန်းလေးနဲ့ကောတုပ်ပြီးတော့ဒီကတ်ထူလေးကိုခိုင်ခိုင်လုံးလုံးပိတ်ဖို့တော့လိုတယ်ပေါ့နော်ပြီးတော့ဒီပကြီးထားတဲ့စာရွက်ကိုလိပ်ပြီးတော့ပိုင်လုံးလေးကိုထည့်တဲ့အခါမှာဒီစလိုက်တဲ့စာရွက်အစာလေးနဲ့တခြားနေရာတွေနဲ့ထိလို့ရှိရင်ဒီခဲချောင်းရာတွေထင်မှာဆိုလို့ပေါ့နော်စပရိတ်ဖြန်းထားတယ်ဆိုပေမဲ့လည်းတေးသေးချာချာဖြစ်အောင်လို့နောက်ထပ်စာရွက်တစ်ခုနဲ့ထပ်ပြီးတော့မှလိပ်ပေးလိုက်ပါမယ်မတော်တဆပိုင်လုံးနဲ့ကတ်ထူနဲ့ဆက်ထားတဲ့နေရာကိုရေတွေပါရထိမိသွားတယ်ဆိုရင်ဒီရေတွေကပိုင်လုံးအတွင်းနဲ့ဝင်ပြီးတော့ပကြီးကားကိုထိသွားမလားဆိုပြီးတော့စိုးရိမ်တဲ့ကလေးဖြစ်မိလို့ပေါ့နော်ဒီပကြီးကားကိုနောက်ထပ်ပလတ်စတစ်အကြီးနဲ့ထပ်ပြီးတော့ပိတ်ပေးလိုက်ပါတယ်ပကြီးကားလိပ်တဲ့နေရာကတော့လုံးဝကိုဂယူဒီဇိုင်းနဲ့တေချာလိပ်ပေးရမယ်အပိုင်းပေါ့နော်ပကြီးကားကျိုးသွားမှာဆိုလို့တေချာစိတ်ရှင်လက်ရှိနဲ့နူးညံ့ညံ့လေးကင်တွဲပြီးတော့လိပ်ပြီးတော့မှဒီပိုင်လုံးတွေကိုထည့်ရမယ်ပေါ့နော်ပိုင်လုံးရဲ့နောက်ထပ်ထိပ်ဝတစ်ဖက်ကိုလည်းဒီကတ်ထူနဲ့ခေါနဲ့သုံးပြီးတော့တေချာလေးလုံးဝပိတ်ပေးရပါတယ်အဲ့တော့ဒီလိုတေချာလေးနှစ်ဖက်လုံးဝပိတ်ပြီးသွားပြီဆိုရင်ဒီပိုးရမယ့်လိပ်စာလေးကိုပိုင်လုံးမှာကပ်ပေးလိုက်မယ်ပေါ့နော်ပြီးသွားရင်ဒီပိုင်လုံးကိုပလတ်စတစ်နဲ့နောက်တစ်ထပ်တေချာလေးပိတ်ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ရေဆိုးလဲခံသွားပြီပေါ့နော်စိတ်ချလက်ချနဲ့ဂျပန်ကိုပို့ပေးလို့ရပြီမဆုဒီနေရာမှာပိုင်လုံးကိုအမာသားလေးသုံးပေးထားတယ်ပေါ့နော်အထူသားလေးဘာလို့ဆိုတော့ဒီလွတ်ကြရင်ပဲဖြစ်ဖြစ်ချင်းမိခိုင်းမိရင်ပဲဖြစ်ဖြစ်တော်ရုံနဲ့မကွဲအောင်ဆိုပြီးတော့လေတော့နည်းနည်းရကပကြီးကားတဲ့သူတွေဒီပြည်ရင်းရောပြည်ပရောနေရာပေါင်းစုံကမဆုကိုယုံကြည်ပြီးတော့ပကြီးကားတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်လဲစကြဝဠာသွားပါဦးမယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်နော်။